မွေးနေ့ပွဲမှာလှုပ်ရှားတဲ့ဟင်းပွဲများပရိသတ်များလုံးပဲမင်္ဂလာပါမြန်ရင်တာ channel ကနေကြိုဆိုလိုက်ပါတယ်အခုဖော်ပြမယ့်ဟင်းပွဲကတော့ပရိသတ်ကြီးတို့ဘဝမှာနေတူးနေမြတ်တွေရှိခဲ့ရင်စိုင်းနေအထိအဝေးကြီးသွားဆရာမလို့ပဲအိမ်မှာပဲအလွယ်တကူလှုပ်ရှားလို့ရတဲ့ဈေးကြီးတဲ့ဟင်းပွဲတွေပဲဖြစ်ပါတယ်အရသာစမ်းတွေကိုကိုချစ်တဲ့သူတွေနဲ့အတူလှုပ်ရှားနိုင်ဖို့အခုပဲဒီဗီဒီယိုကိုကြည့်လိုက်ပါနော်မာလာကြက်တောင်ပန်းကျော်ကြက်သွန်ဖြူနှံ့မှုမွေးလေးနဲ့ကျွတ်ရွနေတဲ့မာလာကြက်တောင်ပန်းကိုရဖို့အခုလိုအလွယ်နည်းလေးပဲလိုအပ်ပါတယ်ဈေးကဝယ်လာတဲ့ကြက်တောင်ပန်းအပွားကြီးတွေကိုရေနဲ့တေချဆေးပြီးရင်ကတ်ကြီးနဲ့ထပ်ပိုင်းခွဲထားလိုက်ပါမယ်။ခွဲထားတဲ့ကြက်တောင်ပန်းတွေကိုဂျင်းနဲ့ကြက်သွန်မိတ်တို့နဲ့အတူစိမ်ထားပြီးရင်တော့ဟင်းချက်ဝိုင်အနှဲငယ်ထည့်မယ်။ဘဲငပြားရဲ့အကြည့်တစွန်းထည့်ပြီးခရုစီအနှဲငယ်ထပ်ထည့်ပါမယ်။ပြီးသွားပြီဆိုရင်စားနဲ့ငရုတ်ကောင်းတို့ကိုထည့်မှဖြစ်ပြီးအလုံးကိုအရသာတွေစိတ်ဝင်သွားအောင်လက်နဲ့တေချလေးနယ်လိုက်ပါမယ်။နယ်ပြီးသွားတဲ့အချိန်မှာအရသာတွေပို့ပြီးပျော်ဝင်သွားအောင်လို့10မိနစ်လောက်နှက်ထားပြီးရင်တော့စပြီးကြော်လို့ရပါပြီ။ကြက်တောင်ပန်းတွေကိုစီအေးထဲမှာထည့်ကြော်ပြီးဟျိုရောင်တန်းလာပြီးဆိုရင်တော့အိုးကနေချလို့ရပြီပဲဖြစ်ပါတယ်။စီကြော်ထားတဲ့ကြက်တောင်ပန်းတွေကိုရတာရှိစေဖို့အတွက်ကြက်သွန်ဖြူကိုစီတက်ပါမယ်။စီတက်ထားတဲ့ကြက်သွန်ဖြူထဲကိုကြက်တောင်ပန်းကြော်ရီထည့်ပြီးရင်တော့ကြက်သွန်နီငရုတ်သီးနဲ့ကြက်သွန်မိတ်တို့ကိုပပလှီးထည့်ပြီးဘဲငပြားရဲ့အနောက်တစွန်းထက်ကဒဲအိုးကိုလှိမ့်ကြော်လိုက်ရင်တော့တိတ်ကိုစားချင်စရာကောင်းမဲ့ဒဲအိုးကက်ကြော်မာလာကြက်တောင်ပန်းလေးရပြီဖြစ်ပါတယ်။အိမ်လုံးဝတ်သားပြားကြုံပျော်ပွဲစားထွက်မဲ့နေ့မှာဝတ်သားပြားဝယ်ဖို့မေ့သွားရင်အခုလိုမျိုးပဲလုပ်ကြည့်ပါဝတ်သားပြားကိုပြုလုပ်ဖို့အတွက်ဝတ်သားကတော့အဓိကပါဝင်ပစ္စည်းဖြစ်လိုကိုလိုပါတယ်အစီတစ်ထက်အသားတစ်ထက်နဲ့လက်ဆက်လုံးတဲ့ဝတ်သားကိုအခုလိုမျိုးဝယ်လာပြီးပြီဆိုရင်ဝတ်သားကိုအစီတစ်ခြားအသားတစ်ခြားတေချာလေးခွဲလှီးထားလိုက်ပါမယ်ခွဲထားတဲ့ဝတ်သားရဲ့အသားကိုဓာတ်နဲ့တေချာလေးမော့နေတဲ့အထိလှီးပြီးရင်အစီကိုလည်းအဲ့ဒီနီးတူပဲတေချာလေးလှီးပြီးရင်တော့အစီနဲ့အသားကိုအခုလိုမျိုးရောထားလိုက်ပါမယ်ရောထားတဲ့ဝတ်သားတွေအပေါ်ကိုစောင်းတကြောင်စက်သားမုတ်ဟင်းချက်ဝိုင်းဘဲငပြားရဲ့အကြည့်နဲ့ခရုစီစက်သွန်မိတ်ဂျင်းစိန်ထားတဲ့အရေးကိုထည့်ပြီးအလုံးကိုရောနေလိုက်ပါမယ်။နေပြီးသွားတဲ့ဝတ်သားတွေထဲကိုပို့ပြီးအရသာရှိစေဖို့ပြောင်းကော်မှုန့်နဲ့ကြက်ဥနှလုံးကိုရောမွေထည့်ပြီးရေနဲ့ဖြော်ရမှာပဲဖြစ်ပါတယ်။ရေနဲ့ဖြော်ထားတဲ့ကြက်ဥအရေးကိုဝတ်သားနဲ့ထည့်ပြီးအလုံးသေးချနေပြီးခွက်ထဲထည့်ကမိနစ်40လောက်ပေါင်းထားရုံပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့စူပါမားကတ်တွေမှာမြင်နေကြဝတ်သားပြကိုအခုလိုမျိုးပုံစံလှလှလေးဖြစ်ရရှိမှာပဲဖြစ်ပါတယ်။ကြက်ဥငပြားရည်ပူတင်ဒီဟင်းကတော့မွေးနေ့ပွဲတွေမှာမဟုတ်ဘဲဒီအတိုင်းအပြင်းပြေစားချင်တာပဲဖြစ်ဖြစ်ထမင်းစားမကောင်းတဲ့နေ့တွေမှာလှုပ်ရှားတာပဲဖြစ်ဖြစ်အဆောင်နေတဲ့လူငယ်တို့အတွက်ရံဖန်ရခါမှာလှုပ်ရှားလို့ကောင်းတဲ့ဟင်းလေးပဲဖြစ်ပါတယ်။အရင်ဆုံးလိုအပ်တဲ့အရာကတော့ရင်နွေးပူပူလေးပဲဖြစ်ပါတယ်။ရင်နွေးပူကိုကြက်ဥသုံးလုံးခွဲထားတဲ့ပကံနဲ့ကိုလောင်းထည့်ရမှာပဲဖြစ်ပါတယ်။ရင်နွေးထည့်ပြီးတဲ့ကြက်ဥကိုတေချာမှွေပြီးရင်တော့စောနာကရင်နွေးတည်ထားတဲ့ဒဲအိုးထဲမှာအခန့်ထည့်ပြီးရင်နွေးငွေးနဲ့ပေါင်းထားလို့ရပါပြီ။ကြက်ဥပကံအပေါ်မှာရှိတဲ့အမြှောက်တွေကိုဇွန်းနဲ့ခတ်ထုတ်ပြီးရင်အဖုံးပိတ်ပြီး12မိနစ်လောက်ပေါင်းထားလိုက်ရင်တော့တိတ်ကိုစားချင်စရာကောင်းတဲ့ကြက်ဥပူတင်လေးရလာမှာပဲဖြစ်ပါတယ်။အပြင်းပြေအိမ်မှာပဲလှုပ်ရှားမလားဆွေမျိုးတွေတငယ်ချင်းတွေကိုပဲချက်ကျွေးမလားအရန်ကောင်းတဲ့ဟင်းလျာတွေမို့လိုက်လှုပ်ရှားကြည့်ပါနော်ဆက်လက်ပြီးမရိုးသွားမယ့်ဟင်းလျာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ